တွေ့ရွေးသွားနေစေတာပရင်ပေါက်ကကြီးရဲ့ဂျယ်ရီလင်းလိုလက်နေခဲ့မင်္ဂလာပါဒီတစ်ခေါက်ကငွေဆောင်ခီးသွားတာပါအစီအစဉ်မဲ့ခီးသွားခြင်းလို့လည်းပြောလို့ရပါတယ်ချက်ချင်းပြုံးဆိုင်ထသွားတာပါဒါလိုင်းသားရဲ့မွေးငါးဆိုင်နေတစ်ဆိုင်ပေါ့အနက်ဆစားနေကြတာပေါ့အနက်ဆစားပြီးတော့စပီခီးဆက်ပါပြီအခုကမီးကွက်သေးမှာပါလိုင်းသားရအဝေးပြေးကားခဲ့ပါလိုင်းသားရတိုးခဲ့ပါတူးချောင်းကြော်မှာပါလေကွင်းထဲမှာမြူတွေဆိုင်းနေအောင်သဘောကျလို့ဗီဒီယိုရိုက်ခဲ့တာပေါ့အေယာဝတီတိုင်းဒေသကြီးမှလိုက်လဲစွာချူဆိုပါဤဒါပုံမြတ်ထွန်းတရားနာက classic coffee ဆိုင်ပေါ့ဆွနာပြောခဲ့တဲ့ပုံမြတ်ထွန်းတရားပေါ့ဒီတရားရှေ့တဲ့ပါပါတယ်ဥပချမ်းတရားအေယာဝတီတရားလားထင်းတရားလားဘာလားတော့ကျွန်တော်လည်းသေချာတော့မသိပါဘူးဒါအေယာဝတီတိုင်းနဲ့ကကျောင်းကုန်းမြို့ပေါ့ဒါပန်းတနော်မြို့ပါဒါပန်းတနော်မြို့ထဲပါဒါဘယ်နားလဲတော့မသိပါဘူးထမ်းမင်းနေတန်းနေတာလှလို့ရိုက်လာတာပါတေးကြတာတခုကပန်းတနော်အကြော်လေးမှာပဲဖြစ်မဲ့ထင်ပါတယ်ဒါပသိမ်ကိုရောက်ပါပြီတို့ပုံမှန်သွားနေကြလမ်းပြင်ထားလို့ဆိုရောဟိုဘက်ကနေသွားရပါညိုတွေကနေတဆင်းပသိမ်တရားပေါ်ကနေသွားရတာပါဒါငွေဆောင်သွားမှုတောင်းနေစပြီးတော့တက်နေရပါပြီရထားကြီးတစ်စီးကိုစီးပြီးငါလေးခီးကူထွက်လာခဲ့တောင်တွေမောင်တွေကြားမှာငါတွေ့ရွေးသွားနေစေတာပရင်ပေါက်ကကြီးရဲ့ဂျယ်ရီလင်းလိုလက်နေခဲ့ခေါ်ဆောင်ရာကိုလိုက်လို့သွားဖို့အသင့်ဖြစ်ခဲ့ပြီပဲဟောင်းမှန်းသွားတဲ့နေတွေငါပြင်းရီလို့နေခဲ့ဝင်ပိုတွေကိုသဲဆောင်သွားတဲ့ပွဲစိတ်မဖြစ်ချင်ခဲ့ခွေဆောင်မျိုးတော့ရောက်ပါပြီ
ငွေဆောင်ကကျွန်တော်တို့ဒီတစ်ခေါက်နဲ့ဆိုသွားခဲ့တာ3ခေါက်မြောက်ပေါ့ဒုတိယတစ်ခေါက်သွားတော့ကဆန်နီပါတာတိုင်းမှာတဲတာပါအခုကဆန်နီပါတာတိုင်းကိုသွားနေတာပေါ့ နေရနောက်ချလို့မနေခဲ့ရေတကွန်တွေနဲ့ငတ်တန်ကြတဲ့ပြည့်ပြည့်နီးလာခဲ့တပတ်ကူရွေးနေသေးပဲဘာသာရတဲ့ဘွားတွေအတွက်အချိန်ကိုငွေနဲ့လဲကဘွားကိုဖြုံးတီးပြစ်ချင်ခဲ့ငတ်ကြုံအိတ်ချရောက်ပြီးလေုံတွေကဝဲပြန်ခဲ့ချိန်တွေပြိုရရက်ကြည့်ရင်ရေစက်ချိုလွင့်စေခဲ့ဝိုးငါညာရပြန်ပေး ဘာရပေးစရမလဲဝင်ပေါ်ရေကိုတဲဆောင်သွားရဲပွဲစိတ်မဖြစ်ချင်ခဲ့ အဲ့မှာအခန်းနေအကုန်ပြေသွားပါပြီ ဂျယ်မလင်းနဲ့ညရီတို့ ဆင်မပြေသေးပါဘူး လင်းနဲ့မျိုးကိုတိတ်စိတ်ကြည့်နေခဲ့ ဒါပထမဦးဆုံးတစ်ခေါက်လာတော့ဟာတဲတဲ့ဟိုတယ်ကိုတွားကြည့်ရလဲအဆင်မပြေခဲ့ပါဘူးဒီလိုနဲ့ကမ်းခြေမှာခဏထိုင်ဆောက်ပြီးတော့ဟိုတယ်ဘယ်မှာရနိုင်မလဲဆိုတာစုံစမ်းနေတာပါနောက်ဆုံးတော့ကျွန်တော်တို့ကိုဒီတာဟောလိုက်ဖဲရပါဒီနေ့အရှိပဲပြောင်းသွားပြီပြီးတယ်အဘာလို့ထဲထဲဝင်ပြေးရလာဝါသူ့ပဲကဲကြီးပါပါဆိုကျွန်တော်နဲ့ကျွန်တော်ညီကားဆက်ကိုတွားပြီးတော့ခြေထောက်ကိုရေးစုပ်မှုပါနေရတော့နေပါတယ်ဒီကတော့ great ဆိုအောင်ကောင်းပါဒီရမကူသေးဆိုတော့ရတဲ့ဒီသွားပါမယ်ဘောင်းချဲဟိုအင်ကြီးလဲပြီးတော့ပါဟိုတယ်တဲဟိုတယ်ဟာကြပါမယ်ဟုတ်တယ်လားဒီရပါမီလိုလေးပါအဲ့ကောင်ပြန်တော့အဲ့ကန်ဖြစ်ပါပါဒါမဲ့ထည့်လိုက်ပါမယ်ဆိုတော့အခုကမ်းခြေသွားပါမယ်ကမ်းခြေကိုသွားပါတော့မယ်ရေပြင်သွားမယ်ရေပြင်ကနေရေပြင်သွားမယ်ဟိုတယ်တော့တွေ့ပါပြီဟိုတယ်ကမစိုးပါဘူးမိုက်ပါတယ်နာမည်ကရေးပြတဲ့ရေကူးကလည်းပါတယ် breakfast လည်းကျွေးတယ်မဝင်းမဲ့ပေါင်းပြီးတော့ဝင်နေတာပါပေါင်းပြီးကပါလာတာဆော်ရလွဲပေါင်းပြီးဖြစ်နေဆိုတော့သူပေါင်းပြီးတော့ဝင်နေတာပါပေါင်းပြီးရပါပြီကန်းကြီးရမှာတစ်ခေါက်ပြန်လိုက်ပြပါဒါအခုဒီကူးမသွားနေတာပေါ့နည်းနည်းတော့ဆူညံတယ်နည်းနည်းတော့ဆူညံတယ်ဒါရေကူးပြီးတော့ညနေပိုင်းနေဝင်စီးတာလေးပေါ့မားသားကပစုံကင်းနေမှာပေးထားပါတယ်ကျွန်တော်တို့ဝါရီဖွင့်ဖို့တော့ပေါ့အဲ့နဲ့ရေကူးပြီးတော့ဝေစားလဲရေမိုးချိုးပေါ့
ဖုန်းကမရှိလို့ဗီဒီယိုမရိုက်လိုက်ရပါဘူးအဲ့ဟိုတယ်မှာတနခါးစိန်လေးထားပြီးထားတာပါဒါကဂျာသေးကိုတွားနေတာပေါ့ညာသေးကိုတော့ရောက်ပါပြီမားသားရဲ့ပြုံးတစ်ပွဲကိုရှိုးပါချိုးလို့ဝေဆောင်ရဲ့ဒါသေးတယ်လို့ပြောလို့ရပါတယ်ဆိုထဲအောင်ရပါမယ်ဟုတ် oh shit ဒါမှလည်းမဆိုးပါဒီဟာမာဂျူရီမီးအောင်နေတော့အများများပါတယ်ကျော်ဘယ်မှာတစ်ခေါက်လာတော့ဒီဘက်မှာဒါတစ်ခေါက်ကတော့ဟိုဘက်ကမလုပ်ရသေးဒါဘင်းတစ်ခေါက်တည်းဟုတ်ပါဘူးဟိုဘက်ကဥစားတွေကအစ်စ်လောက်တာနေမှာပေါ့အဲ့တော့တေးချတယ်တူကြခွင့်ရှိရဲ့ဒီနားမှာဒီနားမှာလည်းတော့ငါလည်းမပြီးလို့ဒီနားမှာတော့ရှာနေတဲ့သူတွေပြဿနာတွေပြောရခင်ဗျာရမှာပါမယ်ဆုံးနေတယ်တော့ပါတယ်ဆုံးနေတယ်ပါမဟုတ်ဘူးဆုံးနေတော့ဘာဖြစ်လို့လဲဆိုတော့ဒါကပင်လဲမှာဆိုတော့လိုပါပဲပြောမယ်လည်းမပြောပါဘူးဟဲ့တော်လားတော်တယ်မလားတော်ပြီလေကိုလက်နေလားပုံညာနေတာလေဟောညီပို့တယ်အဲ့မှာသမင်းပြူနေပြီစိတ်ဆုံးနဲ့ဆွဲရတာပေါ့ဒီကောင်းပြီတော့ပဇွန်စိမ့်တော့ကတော်တော်လေးဆက်ပါဒါရအောင်တောင်းတော့ခေါင်းမနဲ့တို့စီရပဲစဉ်းစားပါနော်သုံးတော့မသိဒါမှမဟုတ်တော့ဟုတ်တယ်ကြောက်ရဟိုလားမဟုတ်အဲ့မှာကျွန်တော်ထမင်းစားပြီးတော့အချိုတဲမှုတူဂျိုခရစ်လေးဝယ်စားလိုက်ပါတယ်ဒါအဲ့ဒီညာသေးတန်းထဲမှာပဲရှိတယ်ဘားလေးတစ်ခုပေါ့